အားလုံးပဲမင်္ဂလာပါကျွန်တော်ဒီနေ့ဗီဒီယိုမှာဆိုရင်တော့မိမိတို့တင်လိုက်တဲ့ဗီဒီယိုတွေမှာဒေါ်လာဝင်ငွေအများကြီးရအောင်ဗီဒီယိုကိုဘယ်လို site တွေရွေးချယ်ပြီးတော့တင်သင့်လဲဆိုတာကိုကျွန်တော်ဒီဗီဒီယိုလေးမှာပြပြပေးမှာဖြစ်ပါတယ်။ Okay ဒါဆိုလို့ရှိရင်ကျွန်တော်တို့ချက်လောက်ကြည့်ကြမယ်။အဲ့တော့ကျွန်တော်တို့ကဗီဒီယို edit software တွေကိုဝင်လိုက်မယ်ပေါ့နော်။မိမိတို့ကတော့မိမိတို့ကြိုက်တဲ့ဗီဒီယို edit software ကိုဝင်ပါ။ကပ်ပဲ33ကျွန်တော်တို့ VM ပဲ33 issue ပဲ33ပေါ့နော်။မိမိတို့ကြိုက်နေတဲ့ဗီဒီယို edit software ကိုအသုံးပြုလို့ရတယ်။အဲ့တော့ကျွန်တော်တို့ဒီမှာ VN နဲ့ပဲပြလိုက်မယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့ VN ဆိုတဲ့ video edit software တွေကိုဝင်ပေးလိုက်မယ်ပြီးသွားပြီဆိုရင်တော့ကိုလုံးမဲ့ဒီ edit လုပ်မဲ့ video ကိုကျွန်တော်တို့ရွေးချယ်လိုက်မယ်ပေါ့နော်အဲ့တော့ကျွန်တော်ကတော့ဒီမှာဒီအပေါင်းလက္ခဏာတွေကိုနှိပ်လိုက်မယ်ပေါ့နော်နှိပ်ပြီးတော့ new project ဆိုတာကိုနှိပ်မယ်ပြီးသွားလို့ဆိုလို့ရှိရင်ကို edit လုပ်မဲ့ video ကိုရွေးချယ်လိုက်မယ်ပြီးလို့ရှိရင်ကျွန်တော်တို့ next ဆိုတာကိုနှိပ်ပြလိုက်မယ်ပြီးသွားတဲ့အခါကျရင်တော့ကျွန်တော်တို့ကဒီလိုပုံစံရလာပြီဒီလိုပုံစံရလာတဲ့အခါကျတော့ကျွန်တော်တို့ကဗီဒီယိုကိုပထမဦးဆုံးအနေနဲ့ကျွန်တော်တို့ site ချိုးရမယ်ပေါ့နော်အဲ့တော့ဗီဒီယို edit software တစ်ခုနဲ့တစ်ခုကမတူညီတာဖြစ်တဲ့အတွက်ကျွန်တော်တို့ဒီ tool တွေပါတဲ့ပုံစံတော့တူချင်မှတူလိုက်မယ်VN အသုံးပြုတဲ့သူတွေဆိုရင်တော့ကျွန်တော်ဒီအပေါ်မှာ ratio ဆိုတာရှိတယ်ပေါ့နော်အဲ့တော့ကျွန်တော်ဒီမှာ original ဆိုတဲ့နေရာလေးကိုနှိပ်လိုက်မယ်ပြီးသွားလို့ဆိုရင်တော့ကျွန်တော်တို့က 9:60 ပေါ့နော် 9:60 ဆိုတာကျွန်တော်ဒီလိုပုံစံကိုဆိုလိုတာပေါ့နော် 9:60 အဲ့တော့ကျွန်တော်တို့ကသို့မဟုတ်ကျွန်တော်တို့ 1:1 ပေါ့နော်အဲ့တော့ Facebook ကဒီ 1:1 နဲ့ 9:60 နဲ့ကိုပဲအခုနောက်ပိုင်း2026မှာက support ပေးတော့တယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့ 60:9 ပေါ့နော် 60:9 ဆိုတာကကျွန်တော်တို့ဒီလိုပုံစံကိုပြောတာပေါ့နော်ဒီလိုပုံစံကိုပြောတာဒါဆိုလို့ရှိရင်တော့ကျွန်တော်တို့က 60:9 လို့ခေါ်တယ်အဲ့တော့ 60:9 လို့ကျွန်တော်တို့တခြား site ပြတ်တွေပေါ့နော်တခြား site တွေကိုတင်မယ်ဆိုလို့ရှိရင် Facebook ကနေပြီးတော့မှကျွန်တော်တို့ရဲ့ဗီဒီယိုကိုဒီအဝါတန်းပြပြီးတော့ပေါ့နော် reach တွေ engagement တွေကျွန်တော်တို့ကိုချလိုက်မယ်အဲ့လို reach တွေ engagement တွေချလိုက်ပြီဆိုရင်တော့ကျွန်တော်တို့ရဲ့ဗီဒီယိုကလည်းဒေါ်လာဝင်ငွေအရာနည်းသွားလိမ့်မယ်နော် 0.00 1တို့2တို့ပဲကျွန်တော်တို့ရလိမ့်မယ်အဲ့တော့ဗီဒီယိုတွေကကိုတင်လိုက်တဲ့ဗီဒီယိုတွေကဘာကြောင့်ဒီဒေါ်လာဝင်ငွေများများတာလဲဆိုရင်တော့ကိုရွေးချယ်အသုံးပြုထားတဲ့ဗီဒီယိုရဲ့ site တွေပေါ်လဲမူတည်ရပေါ့အရင်တော့ဆိုရင်တော့ကျွန်တော် Facebook ကဒီ Facebook ဗီဒီယိုတင်တဲ့အခါဒီမှာဘယ်လို site တွေတင်လို့မရဘူးဆိုပြီးတော့ချမှတ်ထားတာရှိတော်ညာလဲကျွန်တော်တို့60:9 တို့ 9:60 တို့ 1:1 တို့ကို Facebook က support ပြီးတော့မှကျွန်တော်တို့ဒီဒေါ်လာဝင်ငွေတွေကပေးနေသေးပဲပေါ့နော်ကျွန်တော်တို့ဒီ2026မှာကြာတော့ဒီ Facebook policy update မှာကြာတော့တိတိကျကျကိုကျွန်တော်တို့ပြောင်းလဲသွားတယ်ယူများလာလဲလိုချင်တယ်ဒေါ်လာဝင်ငွေများများရတာကိုလည်းလိုချင်တယ်ဗီဒီယိုလည်းပေါက်ချင်တယ်ဆိုရင်တော့ကျွန်တော်တို့ဗီဒီယိုတင်တဲ့အခါမှာလည်းကျွန်တော်တို့ဒီ site ချိုးတာကအရေးကြီးတယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့က Facebook အတွက်ဗီဒီယိုလောက်တော့မယ်ဆိုလို့ရှိရင် 1:1 သို့မဟုတ်ကျွန်တော်တို့ 9:60 ကိုပဲကျွန်တော်တို့ရွေးချယ်ရလိုက်မယ်တခြား site တွေကိုရွေးချယ်မယ်ဆိုလို့ရှိရင်တော့ကျွန်တော်တို့လုံးဝဒီ Facebook ကနေပြီးတော့မှအမြင်ပိုင်းတွေကိုပြင်ပြီးတော့မှမဟုတ်ဘူးနောက်တစ်ခုကကြတော့ကျွန်တော်တို့ဗီဒီယိုတွေမှာဒီဘောင်ထည့်တာပေါ့နော်ဘောင်ထည့်တာဆိုတာကကျွန်တော်တို့ကိုလောက်ထားတဲ့ဗီဒီယိုမှာကိုလောက်ထားတဲ့ဗီဒီယိုမှာပေါ့ကျွန်တော်တို့ဘောင်လေးတွေထည့်မယ်ပေါ့နော်ဥပမာကျွန်တော်တို့ဘောင်လေးထည့်လိုက်တယ်ပေါ့နော်အခုလည်းမျိုးကျွန်တော်တို့ဘောင်ထည့်တာတယ်ပေါ့နော်ဒါတွေ့မိပါပေါ့နော်တချို့ဗီဒီယိုတွေဆိုလို့ရှိရင်ဘောင်လေးတွေထည့်တာတယ် Facebook ကအခုလည်းမျိုးဘောင်လေးတွေထည့်တာကိုလည်းမကြိုက်တော့ဘူးပေါ့နော်ဒီလိုမျိုးဘောင်လေးထည့်တာမယ်ဆိုရင်အဲ့ဒီဗီဒီယိုဒီ Facebook ကနေပြီးတော့မှအမြင်ပန်းကြီးမဖြန့်ပြီးတော့ပဲနဲ့ကျွန်တော်တို့ကို reach ကြမယ်ဆိုပြီးတော့အဝါဒန်းလေးနဲ့ပြလိုက်မယ်ဒါဆိုလို့ရှိရင်တော့ကျွန်တော်တို့ရဲ့ဗီဒီယိုကဒီဒေါ်လာဝင်ငွေလည်းကျွန်တော်တို့ရမှာမဟုတ်တော့ဘူးပေါ့နော်ဟုတ်ကဲ့ကျွန်တော်ဗီဒီယိုကိုကြည့်ရှုပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်